တင်မတိသေးတဲ့လိမ့်ဆန်တို့ရဲ့ထူးဆန်းထွေလာ5ခုနံပါတ်1နှမောင်းနဲ့ရေတောက်ခြင်းရှင်တွေရဲ့နှမောင်းဟာရေ2ကာကန်လောက်ထိတစ်ခါတည်းဆုပ်ယူထားပြီးတိန်းထားနိုင်ပါတယ်နံပါတ်2ရှာဖြင့်နရွက်တန်ရှင်းခြင်းတစ်ကလေးအုပ်တွေကသူတို့ရဲ့21လက်မှရှိတဲ့ရှာကြီးနဲ့သူတို့ရဲ့နရွက်တွေကိုကိုယ်တိုင်ပြန်ပြီးတန်ရှင်းနိုင်ကြပါတယ်နံပါတ်3မတက်ရက်ပြီးအိတ်ခြင်းမြင်းတွေဟာတဲလျောင်းပြီးလဲအိတ်ဆက်နိုင်တယ်လို့မတက်ရက်ပြီးလဲအိပ်ပျော်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်နံပါတ်4မျက်တောင်3ချက်ကလအုပ်တွေမှာတဲကန္နာရတွေကပုံမှုတ်တီရန်ကာကွယ်ရန်အတွက်မျက်တောင်3ချက်ရှိပါတယ်နံပါတ်5အကြသာခံခြင်းလိပ်ပြာလေးတွေကအစာရဲ့အရသာကိုသူတို့ရဲ့ပါးစပ်နဲ့မဟုတ်ပဲခြေထောက်တွေနဲ့အရသာခံတာဖြစ်ပါတယ်ဒီချက်တွေရဲ့ဘယ်ချက်ကအသင်ကိုအံ့ဩစေခဲ့တယ်ဆိုတာ comment မှာရေးခဲ့ပါဦးဖတ်ဖို့မြန်မာကိုလည်း like follow subscribe လုပ်ထားပြီးတော့အားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်